အားလုံးပဲမင်္ဂလာပါလင်းနွေးအိမ်ရဲ့ခန္ဓာရဘူတာယုံရဲ့မိပြတိုင်းမေမေစာအုပ်ကကြပြဆရာရတဲ့ဂီတဆိုတဲ့ကြပြလေးတစ်ပုဒ်ကိုရွတ်ပြခြင်းပါတယ်ကြပြဆရာရတဲ့ဂီတတချို့ကပင်လယ်ကြောင့်မြက်တွေရှောင်းတွေဖြစ်နေတာတဲ့တချို့ကရှောင်းတွေမြက်တွေကြောင့်ပင်လယ်ဖြစ်နေတာတဲ့တတော်ဖြစ်ရှင်လို့တက်သားတိုင်းစိုက်သူများလာရေရှားမြေရှားလာတဲ့ခက်ကြီးမှာရေသက်မြေသက်ရှာသူတွေများလာအတွေးအခေါ်ထက်သန်မှုဗလာကျင်းနေတဲ့ဥကောင်းအခွန်တွေများလာဒါနဲ့ပဲမခန်းတော်ဘူးထင်ခဲ့တဲ့မြက်တွေလဲခန်းလျှောက်တခါတလေနေတာပေမဲ့မိုးရွာလို့ရွာကဘာကြီးဖြစ်လာတာကိုကလျှော်ရည်ဘူးလုံးကြီးကစခဲ့တော့ကဘာကြီးတဲ့ကတရားတွေဘဝမအေးမြရတာလေစစ်ကြောလာနဲ့ပဲဆက်ဆက်နေသလိုငယ်ရီတေကြတာကတော့အပူဘလောက်ပဲတိုက်တိုက်အကြီးဘလောက်ပဲကြိုကြိုရွှေဆိုတာတဘာဝမပြောင်းလဲဘူးလေအားလုံးပဲကျေးဇူးတင်ပါတယ်ကိုကျမ်းမှာစိတ်ရှမ်းသာလို့လိုရာဆန္ဒပြေဝကြပါစေ